ကျွန်တော်တို့ဒီ logic ပညာကဒီ insist ဆမဂါရမာနတည်လေကျွန်တော်တို့ရှိမှာရှိတာလားမဟုတ်ပါဘူးဒီ in ဆိုလို့ရှင်လေနောက်တိုင်းမှာဆိုရင်ဒီဟို magic square ခေါ်ကြတယ်နောက်တိုင်းမှာလည်း magic square နဲ့ပတ်သက်တဲ့ပညာရေးတွေရှိတယ်တချို့ကလည်းလောကီဆရာလို့ပြောလို့ရှိရင်များသောအားဖြင့်လူတွေကမင်းတို့သာသနာကွယ်အောင်လုပ်နေသာသနာဖြတ်အောင်လုပ်နေလူတွေလို့မြင်ကြရရှိတယ်။ဖះဒါပဲဟောခဲ့တာမင်းတို့ကအစီရင်တွေရေတွေရှောက်လုပ်နေဒါတွေဖះမဟောခဲ့ဘူး။ဆိုတော့ဒါတွေလည်းကျွန်တော်မြင်တယ်ပေါ့။ဒါကတော့ပြမလန်းစင်တွေဒါကတော့ဖះလန်းစင်။လူမျိုးတွေရှော့ထိုးပြီးပြောနေရတယ်မြင်နေတယ်ပေါ့။ကျွန်တော်တို့လည်းခဏခဏပြဿနာတက်တယ်ပေါ့နော်။ဘာလို့တချို့လူတွေကြာရင်မင်းတို့ကတရဏဂုံနေတိုင်းလုံလို့မင်းတို့၅ပါးသီလလုံကလာပြောလို့ကျွန်တော်ပြင်ပြောမိတာမျိုးရှိ။ဆရာတို့ကဘယ်လိုမျိုးခက်ခဲတွေကြုံလဲ။အဲ့ဒါကိုဆရာဘယ်လိုမြင်လဲပေါ့။ဒီလမ်းစီစကန်ကိုရှောက်တဲ့အခါဘာသာတရားကိုဖယ်ပြီးရှောက်ကြည့်လိုက် logic လမ်းဆိုတဲ့အရာမှာကိုတို့ကျွန်တော်တို့ခု view တဲ့ interview တယ်မေးတယ်စမ်းတယ်ဒါလည်းပညာတစ်ခုဟုတ်တယ်ရိုက်တဲ့အရာတွေလည်းပညာတစ်ခုထမင်းချက်ဟင်းချက်အသေးမွှားလေးရစားသူ့ရဲ့ပညာရဒါတွေအားလုံးခုကျွန်တော် insist ဆမနဲ့ပတ်သက်တဲ့ဒီ gain ကဏ္ဍပညာရတွေက logic ပညာတွေကစလို့အားလုံးဒီ logic တွေမှာကျုံးဝင်တယ်မှန်တယ်လက်ခံတယ်ကျွန်တော်ခြားသောဘာသာတရားတွေကိုပုတ်ခတ်တာမဟုတ်တော့လဲခြားသောအမြင်အကြည့်ရင်တော့မကွာဘူးဆိုထင်ကောင်းထင်နိုင်ပေမဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်ဖျားရဲ့ဓမ္မဘက်ကကြည့်ရင်ဓမ္မဝိနည်းနဲ့လွတ်တဲ့အတွက်တလိษာနာဝိဇ္ဇာအတက်တွေပဲအကုန်လုံးကဟုတ်တယ်အဲ့ဒါလက်ခံတယ်ကျွန်တော်တို့ဒီ insist ဆမမှာတလိษာနာဝိဇ္ဇာအတက်မဟုတ်ဘူးအင်ဂျင်နီယာတက်တွေဆရာဝန်တက်တွေအကုန်လုံးများအကုန်လုံးပဲလေဒါထမင်းချက်ဟင်းချက်ကအစဓမ္မဝိနည်းနဲ့လွတ်တယ်ဓမ္မဝိနည်းနဲ့လွတ်တယ်ဆိုတာကျွန်တော်ဓမ္မလမ်းစဉ်နဲ့ရှောက်တာမဟုတ်ဘူးဒါ logic မှာကျင်တဲ့အလက်က logic တက်ပဲကြိုးစားနေရမှာမဟုတ်ဘူးတန်တရားလိုချောင်းကိုသွားနေတာမဟုတ်ကျွန်တော်တို့ဒီ logic မှာပြေလည်ရေးလေးတွေနဲ့လုပ်နေကြတာဘာသာတရားနဲ့ရောထွေးလို့ကမရဘူးရောထွေးလို့ရတဲ့ခါကျတော့လေဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ကမရောထွေးတဲ့ခါကျရင်ဘာသာတရားက3ကျွန်တော်တို့ရဲ့ logic ပညာ4မနီးဘူးလားမနီးရိုးစွဲလေးထင်ရတယ်နီးတယ်ဒါပေမဲ့ကြောခိုင်းနေတယ်မြင်လားတော့မသိဘူးမြင်တယ်ဆရာ3နဲ့4ကိုကျွန်တော်တို့ကခရော်တင်ပြန်လုပ်ပြီးတော့43ဖြောင်းလုပ်လိုက်မှာအဲ့လိုရှောက်တိုင်ရင်အဆင်ပြေတယ်ဘာသာတရားကိုနောက်ဝတ်ပြတာမဟုတ်ဘူးနော်အကန်ခွဲပလိုက်တာဟုတ်ဆရာတို့လည်းဘာလို့ဆိုဝိပဿနာအားထုတ်နေအောင်ကျွန်တော်မြင်နေရတာဟုတ်တယ်မြေစင်းတို့တင်းအင်းတို့ဆရာတို့ဝင်ရကျွန်တော်သဘောလဲကြားတယ်ဒါမှလည်းဆရာတို့ကလုံးကြီးတန်းကြောင်လည်းပျော်ပျော်ကြီးရှောင်းတယ်ဒါမှလည်းဘာသာတရားမှဆိုလို့ရှိရင်လည်းဟိုအမြင့်ဆုံးဖြစ်တဲ့ဝိပဿနာကိုရေးတယ်အားထုတ်နေတာကျွန်တော်မြင်တော့လူလဲလူငယ်ဆိုတော့ကျွန်တော်သဘောကျပြီအဲ့ဒါကျွန်တော်ဒီမေးခွန်းလေးမေးလိုက်ကျွန်တော်ကပြောခဲ့ပေါ့43ဖြောင်းပြန်လို့3နေတဲ့ဟာတွေထဲမှာကျွန်တော်တို့ကဗုဒ္ဓဘာသာကလာတဲ့ဆရာတွေဖြစ်တဲ့အတွက်ဗုဒ္ဓနဲ့ပတ်သက်တဲ့ဖျားတရားတန်ခါရဏသုံးခုနဲ့ပတ်သက်တဲ့အရာတွေဟိုပဲပြန်ပြီးတည်ကုန်းပြီးတော့သုံးညကျွန်တော်တို့ဒီ logic ပညာကဒီ insist ဆမဂါရမာနတည်လေကျွန်တော်တို့ရှိမှာရှိတာလားမဟုတ်ပါဘူးဒီ in ဆိုလို့ရှင်လေနောက်တိုင်းမှာဆိုရင်ဒီဟို magic square ခေါ်ကြတယ်နောက်တိုင်းမှာလည်း magic square နဲ့ပတ်သက်တဲ့ပညာတွေရှိတယ်တချို့ကလည်းဒီညီမကန္နာကြီးမှာတော့မှတချို့သောဆရာကြီးတွေကဒီအပညာရက်ဒီဟိုနောက်တိုင်းကလာတယ်လို့တော့မှယူဆထားတဲ့ဆရာကြီးရှိသေးတယ်ဒါကတော့တရားဥစားပိုင်းဖြစ်တဲ့အတွက်မပြောတော့ပါဘူးသူ့ဘာသာမှာလည်းသူ့ဝိဇ္ဇာရှိတယ်ကိုယ့်ဘာသာမှာလည်းကိုယ့်ဝိဇ္ဇာရှိတယ်ဟုတ်တယ်နော်သူ့အတက်ပညာကိုယ့်အတက်ပညာအဲကြောင့်မလို့အတက်ပညာနဲ့ဘာသာတရားကိုခွဲလိုက်ဒီပိုင်းလေးကိုပြောလို့ရှိရင်ကျွန်တော်တို့ကဒီပုံကိုယ်တွေပေါ့ကိုယ်ွယ်မှုနဲ့ပူဇော်မှုပိုင်းလေးနဲ့ခွဲရမယ်အဲ့ဒါလေးကိုနားလည်ရင်ကျွန်တော်တို့ဒီຢာတွေလုံးဝရှင်းသွားပြီပြဿနာအကြောင်းမရှိတော့ဘူးဟုတ်တယ်နော်ကင်တဲ့လူလည်းမီးလို့မပူတော့ဘူးမကင်တဲ့လည်းပူမှာပေါ့ကိုရိုးလာတဲ့ခါကျွန်တော်တို့အဝတ်ကြည့်အောင်ဖြော်ရမကနဲ့ဖြစ်စေမုံပဲဒေတာနဲ့ဖြစ်စေကျွန်တော်ဒါနပြုတယ်ဒါအကိုကိုကျွန်တော်ပူဇော်လိုက်တာပဲဂါရဝတရားဖြစ်အခခံတယ်ကျွေးမွေးတယ်ဒါပူဇော်ရေးတစ်မျိုးပဲတရားရှိတယ်ဟုတ်တယ်ကျွန်တော်ဒီပုံကိုယ်တွေကြတော့လဲကျွန်တော်ဒီဗုဒ္ဓဘာသာကလာတော့ပုံကိုယ်များဖြစ်တဲ့အတွက်ဂျန်နာသုံးမှလွယ်အခြားမရှိဒါဒီကျွန်တော်တို့ကိုတန်တရားမှထွတ်မြောက်ကြောင်းကိုပို့ဆောင်နိုင်တော့ပုံကိုယ်များဖြစ်တယ်လို့အတိအကျယုံကြည်ချက်ရှိတယ်ခံယူတယ်ယုံကြည်တဲ့သူတို့ချမှတ်ခဲ့တော့လမ်းစဉ်သူတို့ပေါ်ခဲ့တော့တရားများကိုကိုသွမ်းညံသွမ်းရှိတော့လိုက်လံပြီးတော့ကြင့်ကြံတယ်လုံးဆောင်နေတယ်အားထုတ်နေတယ်ကိုယ့်ရဲ့မေတော်တွေရှိမယ်ဘိုးတော်တွေရှိမယ်ကျွန်တော်ကဘယ်နေရာမှာထားလဲအာရှိယကုံတော်ထဲမှာထားတယ်တဏ္ဍကုံ3ပါးနဲ့နန္ဒငါးပါးကိုမရောထွေးလိုက်ဘူးထားတယ်တဏ္ဍကုံတိုင်းထားတယ်ပြက်စရာအကြောင်းမရှိဘူးကျွန်တော်တို့ရဲ့ကိုယ်ွယ်ရသည်ကျန်တာ3ပါးအမိဖနဲ့ဆရာသမားသည်နန္ဒငါးပါးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဆရာတွေကိုနန္ဒရှင်းထဲမှာတွန်းလိုက်တယ်ဆရာအနေနဲ့ပူချတယ်ကျွန်တော်ဒီလမ်းမှာကျွန်တော်တို့ဒီမေတော်တွေမှာဆိုအမေသူရသတိပေါ့မြန်မာပညာရာမှာအချုပ်ဖြစ်ပညာရာအချုပ်အပ်ပါတယ်ဆိုပညာတော်များများကအမေသူရသတိတို့တောင်းကြတာများတယ်ဂိုင်းတော်များများမှာပေါ့အမေသူရသတိကြီးကိုလည်းဘယ်လိုထားလဲကျွန်တော်တို့ရဲ့မိကြီးဖာကြီးဖြစ်ဆရာမကြီးဖြစ်ပေါ့အဲ့ဒီသဘောမျိုးနဲ့ကျွန်တော်တို့ဥချတယ်ကျွန်တော်တို့ငယ်စဉ်တောင်ကြီးကလေးပေါ့လေကာကြီးဟောတင်ခဲ့တဲ့ဆရာမတွေကိုတော့ကျွန်တော်ဥချသေးကြပဲဒါပေါ့မှန်တာပေါ့ဟုတ်တယ်ဝဲဆိုတာရှိတယ်ဟုတ်တယ်လေကိုယ့်ဆရာအနေနဲ့ကိုဥချတာစရိယကူလောနဲ့တော့ဘာကြောင့်မှတန်တကုံပြက်ဆရာအကြောင်းမရှိဘူးဟိုရနာသုံးပါးထက်ကြော်ပြီးတော့ဒီပုံကိုယ်တွေကပဲတန်တရားကထွက်မြောက်အကြောင်းကိုပြနိုင်ပါဆိုတော့မိစ္ဆာဒိဋ္ဌိအယူဝင်သွားရင်တော့ဒီတော့ပြက်တယ်လို့ပြောလို့ရတာခုချိန်မှာကျွန်တော်တို့ကပူဇော်မှုနဲ့ကိုယ်ကမှုလည်းကွဲတယ်တရဏဂုံနဲ့အနန္တကံကိုလည်းကွဲတယ်အဲ့လိုခွဲထားတဲ့အတွက်ကျွန်တော်တို့ကပေးတရားအကြောင်းမရှိဘူးဆိုတာဒါလေးတည်း